ကောင်းကြီးဟာတင်ကားစီးပြီးဖះစီရောက်လာတယ်ဒီတစ်ပတ်မှာတော့အနီအောင် special issue ပေါ့လေကျွန်တော်ပြောကြည့်ချင်ပါတယ်ပြပါဦးကွင်းမှာမန်ယူ3ခုပြတ်နိုင်ခြင်းသည်ကောင်းသလားအဲ့ဒါအဆင်ပြေလို့လားအဲ့ဒီဖလားမျိုးများกว่าရောအမနာပပြောဆိုလို့ရပါသလားဒါပါဒီဖလားရခဲ့ရင်လိမှာအဆင့်14အထိရာဇဝင်တွင်အောင်ရောက်သွားတဲ့အပေါ်မှာရောခွင့်လွှတ်နိုင်ပါလားဒါဟာဖြည့်သိမ့်လိုက်လားမြေကြီးရဲ့ဆွဲအားပါဝင်တဲ့လက်တွေ့ဆန်သောလုံနိုင်စွမ်းတစ်ခုအဖြစ်သတ်မှတ်ကြမှာလားပြီးပါဦးကွင်းမှာအနိုင်ယူလိုက်မယ်ဆိုတာပွဲမတိုင်ခင်ကဆိုဆွတ်တောင်းတဝက်စကားမျိုးပါလန်ယုံကိုချော်ဖြတ်ပြီးစားမှာရုကိုရှုံပြီးဘောမောက်ကိုသေကစားလိုက်တော့အားလုံးညှိုးနှွမ်းခဲ့ရတာပဲအဓိကကိုနားလဲပါဆိုလဲအဓိကဟာကျွန်တော်တို့မြို့ကလေးကဘီယာဆိုင်နာမည်ပဲယူရိုပါလိမှာခွန်အားဖြိုးပဖို့ဒီဘက်ကိုရော်ရမယ်ဆိုသည့်တိုင်အဲ့ဒီနှစ်ပွဲကခြေစွမ်းတွေဟာရုပ်ပေါက်လွန်လာတယ်ရှက်ကြအဆင့်14မှာတက်ဆွဲထားသူကြီးများအဖြစ်လူပုံအလဲမတက်ရကြည်ကွဲကြရအဲ့ဒီကြားကအခုလို0-3ကစားခဲ့တဲ့အတွက်ကျင်းတတ်ပါတယ်အဆင်ပြေပါတယ်ဥရောပမှာဒီလောက်လို့ပြောရအောင်မင်းတို့ရောက်နေတာကချန်ပီယံလိများဖြစ်နေရော့သလားလေရွယ်ဆောင်နေဖို့လိုအပ်တယ်မထင်ပါဘူးဒီဗလားအဆင့်မရှိဘူးထင်ရင်ဖြတ်သိမ်းပြစ်လိုက်ကြရုံပေါ့တဲပွဲရှိလို့တိုက်ပွဲရှိခဲ့တာပဲတိုက်ပွဲရှိရင်အနိုင်ယူဖို့ပွဲခံဖို့ပဲပေါ့မန်ယူရှုံးခဲ့ရင်ဟေးယူရိုပါလိများဘာထင်နေသလဲပြောကြမယ်သူတွေမန်ယူနိုင်မှယူရိုပါလိဟာလွမ်းစရာမရှိဘူးလှုပ်လာရင်ကျွန်တော်တို့ရဲမိကြတော့မယ်ဒီမှာပိုဆွဲခဲ့ရင်ဟိုဘက်မှာအဆင့်14ကိုရော်ကြီးတွေဖြစ်ခဲ့တာကိုခွင့်လွှတ်နိုင်သလားဆိုဒါပဲရှိတာမဟုတ်လားကိုဆရာတို့တစ်ဖက်မှာကြိုက်မိုင်းတွေကွဲခဲ့တယ်ရှက်သွေးတွေပန်းထွက်သွားပုံကမြင်မကောင်းဘူးအဲ့ဒါတတ်ပဲအဲ့ဒါကိုဖြည့်ရှင်းရမှာကအခြားနည်းလမ်းအခြားရွေးချယ်မှုပဲဒါပေမဲ့ယူရိုပါလိအောင်ပွဲကအဲ့ဒီအနေအောင်အကျဉ်းသားတွေကိုလာကဲထုတ်တာပဲဖြစ်တယ်သူတို့ဟာဂျုံကြနေသူများမဟုတ်သေးဘူးရဲ့သက်တည်အဖြစ်လဲမြင်နိုင်တယ်ထို့တူချန်ပီယံလိဝင်ကစားခွင့်ရဖို့ရိုးရှင်းသောပတ်လက်ကြီးတစ်ခုတည်းကျွန်တော်တို့အောင်မြင်စွာရောက်ရှိသွားခဲ့ဖို့ပေါ့ဦးဆောင်ကိုရမသွားခင်အထိသူတို့ကစားပုံဟာပရီးမီးယားလိစံပါတယ်ဒီလိုပြောဆိုရတာအင်မတန်မှအားနာဖို့ကောင်းပေမဲ့ဒီလိုပဲတွေးရမယ်မုံဝမရဲရှိတယ်လမ်းတွေပြောက်တယ်အမှားအယွင်းသိတ်ကိုများတယ်ဒါပေမဲ့ကက်စပယ်ရိုဦးဆောင်ကိုရသွားပြီးချိန်မှာတော့ကွဲပြားခြားနားသောမန်ယူတရားပြီးရဲ့ယူရိုပါလိမန်ယူကိုမြင်တွေ့ကြရတော့ဒါပဲဒါကိုတော့ဒုတိယပိုင်းမှာတယောက်ရော့အသေးကိုမဆက်မလုပ်နိုင်ရကောင်းသလားငေါငန်းကျင်သူများလိုင်းပေါ်တက်ခဲ့ကြသေးတာပေါ့ဒီအစ်နဲ့ဒီအစ်မှာ3ဂိုးပြတ်ဥဆောင်နိုင်ခြင်းကလုံလောက်ပြီထင်ပါတယ်ကိုရီစုံလေးမကရွာနေရအောင်ဒါကအမှတ်ပေးပြိုင်ပွဲလည်းမဟုတ်ပါဘူး3ဂိုးထက်ပိုပြီးရရှိရေးကိုဥတည်နေမဲ့အစားအဲ့ဒီ3ဂိုးဟာတန်တယ်လို့ခိုင်မာနေဖို့ပိုပြီးအရေးကြီးတယ်မဟုတ်ဘူးလားတကယ်လို့များဘိုးလူပွဲမှာစပါးနဲ့သာတွေ့ခဲ့ရင်ဒါလည်းပျော်စရာတစ်ခုလို့ကျွန်တော်ထင်ပါတယ်ဒီမှာပြောစရာတွေရောပြောစရာတွေပါအများကြီးရှိနေပေမဲ့ညင်ညင်သာသာရွာသွန်းရာကဒီပွဲနဲ့အတူပုံမပြင်းထန်လာတဲ့အပြောင်းလဲနှစ်ခုကိုမမေ့မလျော့ထည့်သွင်းခဲ့ပါစီမကွန်ရက်ဟာပြောင်းလဲလာပါတယ်လိုင်ယွန်နဲ့ပွဲမှာတိုက်စစ်မှုတက်လုပ်ပြီးဂိုးသွင်းခဲ့တယ်ဒီပွဲမှာတောင်ပန်ကစားသမားတယောက်ရဲ့လှပစွာဖူးပွင့်ပုံမျိုးနဲ့အဖွင့်ကိုဖြစ်ပေါ်လာဖို့စတဲ့သူရှေ့ပွဲတွေမှာလည်းကျွန်တော်တို့သူ့ကိုဂုဏ်ပြုခဲ့ကြပြီးပြီပေါ့တင်းကိုထုတ်မယောင်းကြသေးဘူးလားတော့အပြင်းထန်မိကွန်းထုတ်ခဲ့ကြဘူးလားကြောက်တင်းဖြစ်လာချိန်မှာမပြတ်မကွက်အသိမှတ်ပြုပို့ပြီးသတိထားခဲ့ရတယ်အဲ့ဒီတော့မပိုခဲ့ဘူးပေါ့အခုတော့ဓာတ်တဲ့ပို့ပြီးတခုခုပြောချိန်တန်ပြီလားကျွန်တော်တို့တွေးခေါ်မိကြဘူးပါသူဟာလူငယ်တွေအတွက်
ရိုးသားသောမဟာပြုပြင်ပြောင်းလဲသမားဖြစ်တယ်။နောက်ဆုံးမှာအဖြစ်တွေ့သူလမ်းရှိသူဖြစ်ခဲ့တယ်။ Man U DNA သူ့မှာရှိရဲ့လားဟာဒီအချိန်မှာတော့မလိုအပ်ပြီဖြစ်သောမိကုံးပဲ။32နှစ်ရှိပြီဖြစ်ပေမဲ့သူ့ကိုဆက်ထားခဲ့ဖို့မကောင်းဘူးလားကျွန်တော်တို့တောင်းဆိုသင့်ကြပြီထင်ပါတယ်။ဒါဟာမဆုတ်မနဲ့စ조사ခဲ့သူတယောက်အတွက်ဆုလက်တစ်ခုအဖြစ်ပေါ့။နောက်တစ်ခုကတင်ငါတစ်စင်းရဲ့နှုတ်ဆက်အနမ်းတွေပဲ။သူဟာရီးကလာခဲ့တယ်ဒီမှာဘာမှမဖြစ်ခဲ့ဘူးဆိုရင်တော့သူ့ဘဝသူ့အောင်မြင်မှုတွေအတွက်ပြတ်ရှတ်တာတစ်ခုတော့စိုးပေခဲ့လိမ့်မယ်မဟုတ်ပါဘူး။သူဟာအသင်းနဲ့လမ်းခွဲရတော့မဲ့သူများစင်းမှာရှေ့နားကြကြကပါဝင်နေသူလည်းဖြစ်တယ်။ဒါပေမဲ့အမိုရင်ကသူ့ကိုယုံကြည်မှုထားရှိပြီးတောင်းနေတောက်လျှောက်ပေးခဲ့ခြင်းကစလို့သူဟာလူသစ်တယောက်လိုတောက်လောင်ပြခဲ့ပြန်တယ်။မိနစ်120လုံးချွေးနဲ့သွေးနဲ့ရင်းရွေဟာ33နှစ်ဆိုတဲ့သူ့အသက်ကိုဖြုတ်ချထားခဲ့ပုံလဲရပါတယ်။ဒီလိုကစားသမားမျိုးအတွက်ဆိုခဲစီမြဲစီဂါရာတော်တွေမလွတ်ပဲရွတ်ဖတ်နေမဲ့အစားနောက်တရားစီလေးပဲဖြစ်ဖြစ်စာချုပ်သစ်ချုပ်ပေးကြဖို့မကောင်းဘူးလား။ကောင်းကြီးနဲ့တင်ကားဖို့လေကျွန်တော်တို့ကကိုဖြစ်စီခြင်းသလိုပြောမိတာပဲပြောသလိုဖြစ်မှလားကအခြားကိစ္စပဲအခုတော့မသိဘူးဖိုင်နယ်မှာစပါကိုရဲရဲဆက်ဆက်ကြိတ်နေတဲ့ပွဲပဲကြည့်ကြပြီ